နေ့မော်ကြောင်းလေးနည်းနည်းပါးမော်ကြောင်းတင်ပေးတဲ့အခါမှာကျွန်တော်ထပ်မော်အောက်မော်လေးတွေတင်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထပ်မော်အောက်မော်မှာဒီနေ့အဲ့ထက်မှာအခုဒီမော်လေးတွေပြောပြပေးတဲ့အခါမှာနာမည်ကြီးမော်လေးတွေလည်းတင်ပေးမှာပေါ့အခုဒီနာမည်ကြီးမော်တွေကိုတော့ကျွန်တော်တပည့်နေမော်ခွဲထားပါလေအဖြစ်မနေခွဲထားသိရမှာပေါ့နော်အားလုံးမော်တွေကတော့ကျွန်တော်တို့ဒီ30နဲ့မှ2မော်လေးပြောပြထားပေးတယ်အဲ့ဒါလေးချက်ပြပါမယ်အဲ့တော့ကျွန်တော်တို့အထက်မော်မှာဆိုရင်ဒါလုံးခင်းတိုက်ပေါ့ဗျာနော်လုံးခင်းဒေတာပတ်ဝန်းကျင်ထွက်တာအဲ့ဒါတော့အောင်ပါလီကန်စီစမပါမာမော်ဘုံစံကာဖွာဂရေကရန်စံကရန်မာစာတောမော်ပေါ့နော်ဒီဘက်မှာတော့အောက်မော်ဖားကန်တိုက်တွေမှာတော့မလောင်မော်စီစာနဂါမော်ဝမ်မော်မောင်လျံအားပြင်ရှရော့ခမြောက်ဖြူတောင်ပြိုဘလခမနချောင်းနော်ပြီးရင်တောင်ကော့တို့မာဂျက်စပေါ့တို့တောင်ဆန်တို့နတ်မော်တို့တာမခန်တို့ဝေခါတို့နော်ခန်းနီနံမချီရကျွန်တော်တို့ဒီဖားကန်ဒေတာမှာမဟုတ်ပေမဲ့သူကစကိုင်းတိုင်းထဲမှာထွက်တဲ့ဟာတော့စကိုင်းတိုင်းပေါ့နော်1920ကတော့ကျွန်တော်တို့ခန်းနီနဲ့နာမည်ကြီးကတော့စကိုင်းတိုင်းထဲမှာထွက်တာပေါ့နော်အဲ့မှာကျွန်တော်တို့နာမည်ကြီးတဲ့မော်တွေဒီထဲကနေနာမည်ကြီးတဲ့မော်မဖြစ်မနေ73မော်တော့ကျွန်တော်တပည့်တွေအနေနဲ့သိထားရမယ်ပေါ့နော်ကဲဒါမော်အကြောင်းလေးတွေပေါ့နော် intro လေးတင်ပေးတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့မော်ခွဲနီးမော်ဘယ်လိုခွဲရမလဲဆိုတာလည်းကျွန်တော်တို့သိထားသင့်တယ်ပေါ့ဗျာကဲအဲ့တော့ဒီမော်တွေကိုကျွန်တော်အခုပြောပြတဲ့မော်တွေကတော့ဒါအကြမ်းမြင့်မော်တွေပေါ့နော်တကယ်တော့မော်ရဆိုရင်တော့ကျွန်တော်တို့မော်ပေါင်း100ကျော်ရှိတယ်နော်160ကျော်တိရှိရဲလို့ကျွန်တော်တို့စတန်းပေါ့နော်ဒါ2020တော့စတန်းကောက်ထားတာပေါ့နော်အဲ့တက်ဒီခုကျွန်တော်ဒီခုပြောလိုက်တဲ့ဒီ30နဲ့မှ2မော်အပြင်ကိုအဓိကတည်တဲ့ဒီတရုတ်တွေလှုပ်တဲ့73မော်တော့ကျွန်တော်တပည့်တွေကိုခွဲနီးပေါ့နော်တခြားလေးခွဲထားအောင်ဒီမော်ဒမော်ချင်းတွေအားနေချက်အားသာချက်ကောင်းချင်းတွေကိုတခြားလေးတင်ပေးမှဖြစ်တယ်ပေါ့ဗျာနော်အခုလိုတင်ခြင်းနဲ့ဆိုတော့ကျွန်တော်ဒီမှာတင်လာတတ်ပါဗျာဟဲ့ကျေးဇူးပါ